အကုန်ကြတတ်တာပြီးဆိုင်ရသားလေးအတိုင်းစားရမယ်။ homemade burger လေးလုပ်စားဖြစ်ပါတယ်။အသားပြအတွက်ဝက်ကြိတ်သားလေးသုံးထားပါတယ်။ဝက်သားမစားတဲ့သူကကြက်သားနဲ့လုပ်စားလို့ရပါတယ်။ဝက်ကြိတ်သားတွေကိုစားချိုမုံ၊ကော်မုံ၊တကြား၊ခရုစီပဲငံ့ပြားရည်အပြင်ငရုတ်ကောင်းမုံတို့ထည့်ပြီးသမအောင်နေပါမယ်။ပေါင်မုံလေးတွေကိုထက်ချမ်းပြီးထောပတ်စီလေးနဲ့မီးအပူပေးပါမယ်။ခဏလောက်အပူပေးပြီးဒီလိုအနေထားလေးဆိုရင်ရပါပြီ။ကြက်ဥကိုစားချိုမုံထည့်ခောက်ပြီးကြော်ထားပါမယ်။အသားပြားလေးတွေကိုစားကြော်ပါမယ်။တစ်ဖက်ရဲပြီဆိုရင်တစ်ဖက်လှန်ပြီးတော့ cheese လေးတွေဖြူလိုက်ပါမယ်။ cheese မထည့်လို့လည်းရပါတယ်။ဒါဆိုရင်တော့ဘာကအတွက်အသားပြားလေးတွေရပါပြီ။ပေါင်မုံအောက်ချမ်းကို mayonnaise တုပ်ပြီးတော့အပေါ်ချမ်းကိုခရမ်းချင်သီး sauce လေးတုပ်ပါမယ်။ဆက်လက်ရွက်အသားပြားခရမ်းချင်သီးကြက်ဥကြောသခွားသီးလေးထည့်ပြီးရင်အရန်စားလို့ကောင်းတဲ့ဘာကာလေးရပါပြီရှင်။ mayonnaise နဲ့ခရမ်းချင်သီး sauce လေးလည်းနောက်တစ်ခါထပ်ပြီးတော့တုပ်လိုက်ပါတယ်။အရန်စားလို့ကောင်းပြီးကလေးလူကြီးမျိုးအကြိုက်တွေ့စေမှာမလို့အိမ်မှာလှုပ်စားကြည့်ကြပါရှင်။